2026အောက်ကုတ်လတောက်ကြသားသမီးများအတွက်တလစာဟောစာတမ်းဖြစ်ပါတယ်ဒီလတောက်ကြသားသမီးများအတွက်အနုပညာပေါင်းတင်ဆက်ဆံရေးနဲ့အလားအပဆိုင်ရာကိစ္စများတွင်ကန်ဆာတာပွင့်လန်းပြီးဆွဲဆောင်မှုအားကောင်းတဲ့ကာလလို့လည်းပြောလို့ရပါတယ်ရှင်မိမိရဲ့စိတ်ကူးအကြံဉာဏ်သစ်များကိုအကောင်အထည်ပေါ်ရန်အခွင့်အခါကောင်းဖြစ်ပြီးတော့လူအများဤချစ်မြတ်နိုးမှုကိုရရှိပါလိမ့်မယ်စီးပွားရေးနဲ့အလုပ်အကိုင်မှာခါကြတော့အခွင့်အလမ်းသစ်များဖက်ရှင်အလားအပအနုပညာဝန်ဆောင်မှုများနဲ့ကုန်တွယ်ရေးလုပ်ငန်းလိုက်တူများအထူးအဆင်ပြေအောင်မြင်ပါလိမ့်မည်မိတ်ဆွေကောင်းထံမှအကူအညီမဆမှုတွေရရှိပါလိမ့်မည်အပြောအပါတော့မဟုတ်အတုံးအဆောင်ပစ္စည်းများပေါ်တွင်စိတ်ပါလွန်ပြီးအလုပ်ကိစ္စများမဆိုင်ငန်းသွားစေရန်တတိပြုပါယတနာတော့မဟုတ်အလှကုန်ဆိုင်ရာရင်းနှီးမြုပ်နှံများတွင်စီစစ်ဆောင်ရွက်ပါငွေရေးကြေးရေးမှာခါကြတော့စီးပွားရေးလုပ်ငန်းများမှာဝင်ငွေကောင်းမွန်ပြီးတော့စိတ်ချမ်းသာစရာငွေကြေးဝင်ရောက်မှုများကြုံရမည်အဝတ်အထည်အလှအပခရီးသွားရေးနဲ့မိတ်ဆွေတငယ်ချင်းများနဲ့အပျော်အပါများချင်းအတွက်ငွေကြေးသုံးစွဲမှုများတတ်သဖြင့်စေတနာလွန်ပြီးလက်ဖို့မဖြစ်စေရန်တတိပြုပါရှင်အချစ်ရေးနဲ့အိမ်ထောင်ရေးမှာခါကြတော့လူပြိုအပြိုများဆွဲဆောင်မှုရှိသောအချစ်ရေးအခွင့်အလမ်းများရရှိတတ်ပြီးမိမိကြိုက်နေတဲ့သူနဲ့မေတ္တာမျှတရပါတယ်ရှင်အိမ်ထောင်ရှင်များအနေနဲ့ခါကြတော့ချစ်ချင်းမြတ်တာပိုမိုခိုင်မြဲပြီးခရီးတိုတွေအတူထွက်ရတတ်ပါတယ်ရှင်သို့တော့ပြင်ပပတ်ဝန်းကျင်ကအကြားစကားများနဲ့တန်တရားအနှဲငယ်များကြောင့်မလိုအပ်ပဲစိတ်အနောက်အရှက်မဖြစ်စေရန်တတိပြုပါရှင်။ကျမရေးမှာခါကြတော့စီးနဲ့ကြောက်ကပ်ပိုင်းဆိုင်ရာဝေဒနာများလဲချောင်းနာခြင်းအရေးပြားဓာတ်မတဲ့ခြင်းနဲ့စားအတော့ကြောင့်ဖြစ်တတ်တဲ့အစာအိမ်ဝေဒနာများကိုတတိထားပါရေများတောက်ပေးပါရှင်။ပြုလုပ်ရမယ်ယတရာခါကြတော့တောက်ကြနဲ့နံနဲ့မှာဖျားမှာတီးဆုံတီးနံတော့မဟုတ်တီးဆုံကိတ်နဲ့တီးဆုံဖြုတ်ရေးကတ်လူပြီးတော့လိုရာဆုတောင်းပါရှင်ဒီလမှာကံကောင်းစေတဲ့အယောင်တွေခါကြတော့အဖြူရောင်အပြာနှုတ်ရောင်နဲ့တလင်းရောင်တို့ဖြစ်ပြီးတော့ကံကောင်းစေတဲ့ကနန်းခါကြတော့6-8တို့ဖြစ်ပါတယ်ရှင်